ကျေးဆိုတဲ့ကောင်လေးကတော့အရန်ကိုဆင်းရဲတဲ့မိသားစုတစုကကောင်လေးဖြစ်ပြီးဆင်းရဲတာကိုစိတ်ကုန်နေတာပဲဖြစ်ပါတယ်။ဟိုးတကားလည်းစုပ်လိုက်တာကွာစိတ်ပြက်စရာပဲ။တာပြန်လာပြီလား။ဒီမှာသားအတွက်အမေအင်ကြီးချုပ်ထားတယ်။ကျေးစက်အမေချုပ်ထားတဲ့အင်ကြီးကတော့အဖ100နဲ့တောင်ဖြစ်နေပါပြီ။အမေဒါကြီးတော့မဝတ်ချင်တော့လေဗျာ။တားရှက်လာပြီဗျာ။အစာစားချိန်မှလည်းလာသားကြီးမနှက်စာစားရအောင်ကွာ။သူ့အဖေလှုပ်ပေးထားတဲ့မနှက်စာကလည်းအရသာမရှိတဲ့အစာဖြစ်ပြီးမနှက်တိုင်းစားနေရလွန်းလို့စိတ်ကုန်နေပါပြီ။အဖေဒါကြီးပဲနေတယ်မစားချင်တော့ဘူးဗျာ။အသားဟင်းလေးပါလေလောက်ပါအောင်ဗျာ။ဒီဘဝကြီးကိုစိတ်ကုန်လာပြီ။အဖေတို့လည်းအသားဟင်းလေးလုပ်ပေးချင်တာပေါ့ကွာ။ပတ်စံမှမရှိရကွာ။တော်ပြီဗျာ။ဒီမနဲ့မစားတော့ဘူး။ဒီမိသားစုလည်းတောက်ရမ်းမုန်းလာပြီ။တော်ရမယ်ဗျာ။ကျေးစက်အဖေနဲ့အမေလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်သွားရတာပါ။အဲ့လိုထပ်ပြေးရင်နဲ့လမ်းဆောင်နေရအရောက်မှာတော့ဂျစ်တယောက်ဂျိတ်လို့ခေါ်တဲ့ကောင်လေးတယောက်နဲ့ဝင်တိုက်မိပါတော့တယ်တူတူဆန်းဆန်းမှာပဲသူတို့နှစ်ယောက်လုံးရဲ့ရုပ်တွေကအမွှားတွေလိုပဲခွဲမရအောင်တူနေတာပါအဲ့ဒါကြောင့်တယောက်ကိုတယောက်ကြည့်ပြီးတော်တော်လေးကိုအံ့ဩသွားခဲ့ကြတာပေါ့ငါဂျစ်ပါမင်းရောငါဂျိတ်မင်းဘာဖြစ်လာလဲငါတို့မိသားစုကွာတောက်ရမ်းကိုမွဲတာကွာအဲ့ဒါကြောင့်ငါစိတ်ညစ်နေတာမင်းရောဘာဖြစ်လာလဲဂျိတ်ကတော့ချမ်းသာတဲ့မိသားစုကကောင်းလေးပါပဲဒါပေမဲ့လည်းသူ့အဖေနဲ့အမေကသူ့ကိုအမြဲတမ်းလိုစားပဲလှုပ်ခိုင်းနေတာပါတနေ့လုံးစားရီပဲကြက်နေရတာဖြစ်ပြီးနားချိန်တော့မရပါဘူးအမေဓာတ်ပိုက်စားလာပြီဗျအစာလေးပါလေးလည်းကျွေးပါအောင်ဗျာမရပါဘူးနင်ရဲ့အိမ်စာပြီးအောင်လုပ်ဂျိတ်ရဲ့အဖေနဲ့အမေကစားရီမပြီးမချင်းဘာအစားအသောက်မှမကျွေးပါဘူးသူတို့ရဲ့သားကိုအဆင့်1မှာပဲရှိစေချင်တဲ့သူတွေပါပဲဂျာရီကိုတီးလိုက်ရတဲ့ငမွဲလေးဂျစ်ကတော့အကြံတစ်ခုရသွားပါတော့တယ်။အဲ့ဒီအကြံကတော့သူတို့ကရုပ်ချင်းအရင်တူနေတာမလို့နေရာချင်းပြောင်းလိုက်ကြဖို့ပါပဲ။ဂျစ်ကဆင်းရဲတာမလို့ချမ်းသာချင်တယ်။ဂျိတ်ကတော့စာမလို့ရပြီးတော့နေချင်တယ်။အဲ့ဒါကြောင့်ပဲနေရာချင်းလဲလိုက်ကြပါတော့တယ်။တွားလက်ထဲကပြန်ထွက်လာတဲ့အခါမှာတော့အဝတ်အစားတွေလဲပြီးကြပါပြီ။ဟိုးဟိုးရှယ်ပဲကွာ။မင်းအင်ကြီးတွေကလန်ထွက်နေရောပဲ။ Okay ငါတို့တွေသွားမယ်ကွာ။ဒီနောက်မှာဂျစ်ကတော့ဂျိတ်ရဲ့အိမ်ကိုရောက်လာခဲ့ပါပြီ။ရောက်လာချင်းမှာပဲအရန်ကိုမိုက်တဲ့အခန်းကြီးတစ်ခုကိုမြင်လိုက်ရပါတော့တယ်။အခန်းကြီးကအရန်ကိုတိတ်ရက်နေသလိုကစားစရာတွေရောအစုံပါပဲ။အိုးပတ်စံနေအများကြီးဒီတိုင်းကိုချထားတာဟာမိုက်လိုက်တာကွာ။လောလောဆယ် channel လေးကို subscribe လုပ်ရသေးတဲ့သူလေးတွေကလှုပ်ထားပေးပါအောင်နော်။ဂျိတ်ရဲ့အဖေနဲ့အမေပြန်ရောက်လာတဲ့အခါမှာတော့ Jace ကရေခဲတက်တာထက်ကစားတောက်တွေထုတ်ပြီးအားရပါးရကြီးတွေထိုင်စားပစ်နေပါပြီ။ဟေ့မင်းဒါဘာလုပ်နေရလဲ။အဖေနဲ့မေပြန်ရောက်လာပြီလားတာရန်ချစ်တယ်ဗျာဂျိတ်ရဲ့အဖေနဲ့မေကသူတို့ရဲ့သားလေးကိုကျင်ကျင်နာနာမရှိပါဘူးအခုလည်းဂျေ့စ်ကိုတွန်းထုတ်ဖြစ်ပြီးတောက်ပိုရီလာလုံနေနဲ့တွားမင်းအိမ်စာပြအောင်လုပ်မလုပ်မင်းကငါလောက်တော့မယ်ကွာဟျောင်းတေချာထိုးစမ်းပါကွာကျောင်းမှာမင်းတယောက်ထိုးတာအညံ့ဆုံးပဲဟဲ့နင်ပါပုံနဲ့ဆွဲနေရလဲတေချာဆွဲလေဂျစ်တယောက်ချမ်းသာတဲ့မိသားစုကဘလို့လဲဆိုတာကိုသိလိုက်ရပါပြီအဖေနဲ့မေကတစ်ချိန်လုံးဒေါသတွေနဲ့ပဲထွက်နေတာမလို့အခုဆိုဒူးတွေတောင်တုံနေပါလေရောဂျိတ်ကတော့ညရောက်သွားမှပဲဂျစ်ရဲ့အိမ်ကိုရောက်သွားခဲ့တာပါဟူးဒါဟိုကောင်ရဲ့အိမ်မဲနေမယ်စုပ်လိုက်တာလဲလွန်ရောကွာမတက်နိုင်ဘူးလေငါမစာမလုပ်ချင်တာဂျိတ်ကတကားကိုခောက်လိုက်တဲ့အခါမှာတော့အဖေနဲ့မေဖြစ်သူကပျော်ပျော်ရွှင်ရွှင်ပဲဟဲတာပြန်လာပြီလားဘယ်ဒီသွားနေရလဲကွယ်ဟုတ်တယ်သားရဲ့အဖေတို့သားကိုစောင့်နေတာကျေးစစ်အဖေနဲ့အမေကကျင်နာမှုကိုပေးပေမဲ့ကျိတ်တယောက်သူတို့ခန္ဓာကိုယ်ကထွက်တဲ့အနံ့ဆိုးတွေမခံနိုင်ပါဘူးအခန်းထဲကိုကြည့်လိုက်တော့လဲအရန်ကိုညစ်ပတ်နေတာဖြစ်ပြီးအနံ့အသက်တွေလည်းမကောင်းပါဘူးလာသားအဖေတို့ညစာစားရအောင်ကွာနောက်ကျနေပြီကျိတ်တို့ရဲ့ညစာကတော့ကြက်ဥကြော်နဲ့ပေါင်မုံတစ်လုံးပဲရှိနေတာပါကျိတ်သူ့အိမ်မှာစားတဲ့အရသာရှိတဲ့ပေါင်မုံတွေကိတ်မုံတွေဟမ်ဘာဂါတွေဟုတ်နေပါဘူးပေါင်မုံကလည်းအကျန်းကြီးပါညဘက်အိတ်ချိန်မှလည်းလွတ်လွတ်လပ်လပ်မအိပ်ရပါဘူးကျေးစစ်အဖေနဲ့မေရဲ့ကြားထဲမှာပဲအိပ်ရတာဖြစ်ပြီးဟောက်တန်တွေကစူညံနေလို့ပါပဲစိတ်ကတော့သူရင်ကစားခဲ့ရတဲ့အရသာရှိရှိအသားချောင်းတွေကိုပြန်မြင်အောင်နေတာပေါ့အချိန်အတော်ကြာကြီးအိပ်ပျော်သွားပေမဲ့ပိုးဟက်တွေကဂျိတ်ရဲ့မျက်နှာပေါ်ကိုတက်လာပါသေးတယ်ဂျိတ်လည်းအရှမ်းကိုလှန့်ပြီးနိုးလာပါလေရောဘာလဲဟာဂျိတ်ကဒီလိုမျိုးမဖြစ်ဘူးတာမလို့လှန့်អော်ပါတော့တယ်ဂျိတ်ကသာအိမ်မရတာပဲရှိရပါဂျစ်ငမွဲလေးကတော့စာရီပဲစက်တိုက်လုပ်နေရပြီးအခုချိန်ထိပေးမအိတ်သေးပါဘူးပြီးတော့တ
တစ်ချိန်ကနွေးနွေးထွေးထွေးနဲ့သူ့ကိုဆက်ဆံပေးခဲ့တဲ့အဖေနဲ့အမေကိုလည်းပြန်ပြီးတော့တတိယနေရပေါ့ လာပြန်ပြီကွာစာလုံးမရမယ် အဲ့ဒီလိုစာလုပ်ဖို့လုပ်နေတော့မှပဲ Jace လည်းတတိလက်သွားပါတော့တယ်ဟမ်ဘာဖြစ်တာတော့ဟာ မသိဘူးဆရာဝန်ခေါ်မရမယ်ဖုန်းဆက်လောက်မယ် ဆရာဝန်ရောက်လာပြီးစမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့သူအနားယူလိုက်ရပါပြီကောင်းသွားမှာပါအမေတို့တောင်းနှိပ်စက်သလိုဖြစ်သွားလို့တားမှန်ပါတယ်ကွယ် တားပိုက်စားရဲဗျတခုခုကျွေးပါအောင် ဟုတ်လားသားလေးခဏလေးစောင့်ကွာအဖေတို့သွားဝယ်လာအောင်မယ် A few moments later. ဒီနောက် Jace လည်းနေရာချင်းပြန်လဲဖို့အိမ်ပြင်ကိုထပ်ပြေးလာပါတော့တယ်။ Jace လည်းတူတူပါပဲ။သူတို့တွေတယောက်နဲ့တယောက်တွေ့တဲ့အခါမှာတော့ပြေးဖက်လိုက်ကြပါတယ်။သူတို့နေနေတဲ့ဘဝတွေကိုအဲ့လိုပြောင်းလို့မဖြစ်နိုင်ဘူးဆိုတာသိသွားကြပါပြီ။ Jace အိမ်ပြန်ရောက်တော့သူ့အဖေနဲ့အမေကငိုကြွေးနေကြတာပါ။အဲ့ဒါကြောင့် Jace လည်းစားလုပ်ဖို့ချက်ချင်းလှုပ်လိုက်ပါတော့တယ်။စင်ရတာထက်စားကိုပဲပိုကြိုးစားချင်စိတ်ဖြစ်သွားပါပြီ။ကျိတ်ရဲ့အဖေနဲ့အမေလည်းသူတို့သားကသူ့ဘာသာစာကြိုးစားချင်စိတ်ဖြစ်လာတာမလို့တော်တော်လေးကိုပျော်သွားကြတာပေါ့ကျိတ်ရဲ့အဖေနဲ့အမေကတော့ကျိတ်ကိုစောင့်နေကြတာပေါ့ အဖေအမေတားပြန်ရောက်ပြီဗျ အဖေတို့သားကိုမနှက်စာစားဖို့စောင့်နေရကွာလာကွာစားရအောင် မနှက်စာမှာတော့ခါတိုင်းလိုပေါင်းမုံကြမ်းပြင်အသားတတုံးမှာပါနေတာကိုတွေ့လိုက်ရပါတော့တယ်ဒါပေမဲ့ကျိတ်ကအသားတွေကိုသုံးပိုင်းပိုင်းပြီးသူ့အဖေနဲ့အမေကိုလည်းကျွေးလိုက်ပါတယ်ကျိတ်ရဲ့အဖေနဲ့အမေလည်းအရန်ကိုပျော်သွားတာပေါ့နောက်ထပ်လည်းကျိတ်ကဆင်းရဲတာကိုမုန်းမှမဟုတ်တော့သလိုကျိတ်ကလည်းစာကြိုးစားချင်တဲ့စိတ်တွေဖြစ်ပြီးစာလုပ်ရတာကိုပြင်းမှမဟုတ်တော့ပါဘူးရှင်ချက်ပရိသတ်တို့ရောဘလို့ပုံစံမျိုးပို့သဘောကြလဲစမ်းသာပြီးစာရီအများကြီးလုပ်ရတာကိုရွေးမလားစာမလုပ်ရပေမဲ့ဆင်းရဲတဲ့ဘဝကိုရွေးမလားကွန်မန့်မှာရေးခဲ့ပါအောင်ရှင်အခုလိုဗီဒီယိုမျိုးတွေကိုသဘောကျရဆိုရင်ဗီဒီယိုလေးကို like channel လေးကို subscribe လုပ်ခဲ့ပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ရအောင်ပါရှင်